ပြီးရနှစ်ခွန်းလာခဲ့နင်းပြောက်တဲ့နေကိုမနိုင်တော့တွန်းမဲဟောတာသမီးကဖိကုန်ပြီမြင်ရတာငါလူးလိုက်ဟောသူတို့ကဖိလိုက်ပြုံးမရနေလို့တွန်းလဲစမတာလေးကိုအရင် ဟောမှတူးလိုက်တာ မမပြင်းနေကိုကွဲနေတိမ်မုန်နေတာအားရှိနေသူ့လိုမစားတာထားဟိုကစား7လက်စား စားပြီးတော့လှုပ် စားပြီးအလုံးလုံးတဲ့အားရှိတယ်နော် ဟောမင်းချင်းရဲ့နတ်သွားပြီပြတော်တော် ဘာတို့မေးမတို့မေးတယ်မဟောသူကဒါမျိုးတွေကြုံမှုရတယ်မဟုတ်